ကဲကိုမကြီးရည်စရာနောက်ရတာပါနော်ကျွန်တော်ခိုင်းတာလေးတပုတ်ပြီးငါညမလေးအိပုံထုတ်ပါမယ်နော်စုတော်ငွေ1000နဲ့ဒါလေးမဆိုလိုက်ရင်မကောင်းမဲဖြစ်မှာဆိုလို့နိုင်ငံရချလွမ်းနေနိုင်ငံရချအလွမ်းနဲ့အားလုံးကကိုအမိဝမ်းစာရေးအတွက်နဲ့အကုန်ရှာဖွေကြရတာနိုင်ငံသားတွေမှာရောက်ကြရတာဟုတ်လားဟုတ်ပါဒီလိုအလူပွဲများရှိရင်ကိုရွာကိုတလေးကိုအားလုံးကလွမ်းစမြဲပါပဲနော်ဒါကြောင့်မလို့စိုးမဲသချင်းကနိုင်ငံရချလွမ်းနားထောင်ကြည့်အောင်ပါနော်ဖာအောင်နိုင်ငံရချလှုပ်လှုပ်နေတဲ့သားတွေသမီးတွေအတွက်ပါခင်ဗျာနိုင်ငံရချမှာဘဝရေးတွင်ယုံကံဖွေရှာတာတို့ရဲ့ဘဝတွေပါပြောလို့လည်းမဟုတ်ပါပြောတရားလည်းရင်လည်းမရှိပါရည်ရည်ချတဲ့ဘဝတွေပါကြင်ကြင်ချတဲ့မျက်ရည်နိုင်အောင်တော့ပြီးကြိုးစားနေတာပြန်ရင်လို့ပါဖေဖေရဲ့ပြန်ရင်လို့ပါမေမေရဲ့ဒီလေးကိုလေးလုံးငန်းနေရင်ထဲမှာတလောင်ချစ်တော်ညီမလေးကိုလေးလုံးနေပြန်ရင်လိုက်တာရင်လေးပဲအရန်လွန်နေသားတို့ရွာကိုကိုနိုင်ငံရချမှာဘဝရေးတွင်ယုံကံဖွေရှာတာတို့ရဲ့ဘဝတွေပါပြောလို့လည်းမဟုတ်ပါပြောတရားလည်းရင်လည်းမရှိပါရည်ရည်ချတဲ့ဘဝတွေပါအချိန်ချင်းချတဲ့ပြည့်ရည်နိုင်အောင်တော့ပြီးကြိုးစားနေတာပြန်ရင်လို့ပါဖြစ်ဖြစ်ပြန်ရင်လို့ပါမေမေဒီလေးကိုလေးလွမ်းနေရင်ထဲမှာတလောင်ချစ်တော်ညီမလေးကိုလေးလွမ်းနေပြန်ရင်လိုက်တာရင်လေးနေအရန်ရွာနေသားတို့ရွာကိုဆွေပြန်ကြနာဖို့ဖြစ်ရဘဝရေးမို့တာခွဲခွာနေတော်လေနိုင်ငံရချမှာတတယောက်မပြောပါဘူးဖေဖေနဲ့နေမိမျက်နှာအမြဲပဲနေအောင်သာနေဝန်းနေနေမျက်နေဆောင်ရင်နေဆုံးလို့မျက်ရည်ချတာသမင်းစားချိန်မှလေလက်ဆုံးစားတဲ့သမင်းဝိုင်းလေးကိုမြင်ရောက်လာဒါပေမဲ့အတင်းလို့သာပြီးသားစုအတွက်ကြိုးစားနေမှာပါစေပြတော့လက်စုံမောကဥခိုင်ရှေခိုးကြောလိုက်ပါအိဖေဖေနဲ့မိမိနဲ့ဖေညီလေးနဲ့ညီမလေးနဲ့ကျမ်းမာပါလေအနေဝေးကဆူတောင်းပေးနေရေမြေချတဲ့ဘဝတွေအားလုံးကျမ်းမာစေနိုင်ငံရချမှာလှုပ်လှုပ်နေတဲ့သားတွေသမီးတွေကျမ်းမာပါစေချမ်းသာပါစေဘဝအရေးမို့တာခွဲခွာနေတော်လေနိုင်ငံရချမှာတတယောက်မပြောပါဘူးဖေဖေနဲ့မိမိမျက်နှာအမြဲပဲညောင်းလာနေဝန်းနေနေမျက်နေဆောင်ရင်နေဆုံးလို့မျက်ရည်ကျတယ်သမင်းစားနေမလေးလက်ဆောင်စားတဲ့သမင်းဝိုင်းလေးကိုမြင်အောင်လားဒါပေမဲ့အတင်းလို့သာမိသားစုအတွက်ကြိုးစားနေမှာပါစေပြတော့လက်စုံမောကဥခိုင်ရှင်ခိုးကြောလိုက်ပါဤဖေဖေနဲ့မေမေဖေနဲ့မေညီလေးနဲ့ညီမလေးနဲ့ကျမ်းမာပါသေးအနေဝေးကဆူတောင်းပေးနေရေမြေချတဲ့ဘဝတွေအားလုံးကျမ်းမာစေအနေဝေးကဆူတောင်းပေးနေရေမြေချတဲ့ဘဝတွေအားလုံးကျမ်းမာစေ